တငယ်ချင်းမတွေ့ရတော့ကြာပြီနင်ဒီမှာအလုပ်လုပ်တာလားနင်တို့ဆိုင်မှာဗာလေးတွေရောင်းတာလဲ ပတ်စုံဆိုတော့ပတ်လီရင်အတွက် try accessory food နဲ့ message တို့ရှိရပါတကယ်ချင်း ဟဲ့နင်ကမေးအောင်မယ် အော်မင်းလေ ပတ်လေးတွေဆိုတော့ဗာလေးတွေရှိတာတော့ ပတ်စုံမှာတော့ခွေးရောကြောင်ရောယွန်ရော hamster ဘူးရှူရာကလိုက်တာငါးဆိုင်လေးရှိတာပေါ့ ဒါနဲ့ပစ္စည်းရောစုံရဲ့လား quality ရောမီရဲ့လား quality ကတော့ဘာကောင်းလဲဆိုတာမင်းမနေနေတော့ဒီမှာရှိတဲ့ product တွေအကုန်လုံးကထိုင်းကနေတိုင်းရတင်ထားတဲ့အတွက်ကြောင့်မလို့ quality ကတော့လုံးဝ share ပဲ quality ရန်ကောင်းနေမှာတော့ဈေးရန်ကြီးနေမယ်ထင်တယ်နော် နေပြလိုက်တဲ့စီနဲ့ပြန်လိုက်တဲ့ quality ကတမတ်တမယ်ဒါနဲ့ဆိုင်မှာ promotion လေးရှိသေးရမလို့ဆိုင်မှာလာဝယ်တဲ့ customer တွေကို cashback လေးပြန်ပေးသေးရမလို့ပို့ပြီးတော့စီပြတော့ပေါ့ဒါနဲ့ညီကမင်းညာဘာဝင်မှာတော့ ဟင်းဘာမွေလေနေကိုတီးလို့လာနောက်ဆက်တာ ဘာတော့ဟာဟိုင်နေငါ့ကိုမေးပြီးနေဘာမှလည်းမဝယ်ဘူး